healing journey ဆိုတာကိုတယောက်တည်းဝမ်းနည်းမှုတွေမျက်ရည်တွေစိတ်တန်ရာတွေနဲ့မဖြစ်မနေအားတင်းတာမျိုးတော့ဟုတ်မနေဘူးအမာရွတ်တွေကိုတည်ဆောင်ထားရတဲ့ကိုယ်စိတ်တွေစီမမျော်လင့်မဲရောက်လာတဲ့လက်တစုံအတန်တန်အပြုံးတစ်ချက်ကကျမတို့ကိုတယောက်တည်းဟုတ်မနေဘူးနော်လို့ပြောပြနေတဲ့အလင်းတစ်စက်လဲဖြစ်နိုင်ပါတယ်နာကျင်နေရင်ချစ်မိတာကအစားထိုးတာမဟုတ်ပါဘူးအဲ့ဒါကမလုံလောက်သေးတဲ့နှလုံးသားတစ်ခုကနေငါအသက်ရှင်ခြင်းသေးတယ်လို့တွေးမိလာအောင်ကိုအလှပဆုံးပွင့်လာတဲ့ပန်းကလေးတစ်ပွင့်ပါပဲကျမတို့ရဲ့နာကျင်မှုတွေကိုဖုံးအုပ်ဖို့နှလုံးသားကိုနားခိုခွင့်ပေးမယ်အသက်တက်ကလေးလည်းဖြစ်နိုင်ပါတယ်အချိန်ကိုယုံမှာအချစ်ကိုယုံမှာနာကျင်နေချိန်မှာတွေ့ရတဲ့အချစ်ဟာကိုဘဝရဲ့အမှားမဟုတ်ဘူးကိုနှလုံးသားအသက်ရှင်ခြင်းသေးတယ်ဆိုတာကိုစိတ်လိုလက်ခံတတ်ခြင်းပါပဲကျမတို့တဲတူတာ home စစ်ဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်